ဒါဟာကြောက်စရာကောင်းတဲ့စွမ်းအားရှိတဲ့ရုပ်တုရုပ်သေးရုပ်တရုပ်ဖြစ်ပြီးသူ့မျက်လုံးကိုစိုက်ကြည့်မိရင်တင်လဲအဲ့ဒီလိုပဲဖြစ်သွားလိမ့်မယ်ဂျက်ကဒီအဖြစ်အပျက်ကိုကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ကန်ဆိုးသူတစ်ယောက်ဖြစ်ခဲ့တယ်တနေ့ညနေအလုတ်ကအပြန်ဂျက်ကလမ်းဘေးခုံတန်းလျက်တစ်ခုမှာထူးဆန်းတာတစ်ခုကိုသတိထားမိခဲ့တယ်ဝစ်စုံတဲ့လူတစ်ယောက်ဟာရုပ်တုရုပ်သေးရုပ်လို့ထင်ရတဲ့အရာကိုစူပူနေတဲ့ဂျက်ကဒီထူးဆန်းတဲ့မြင်ကွင်းကိုကြည့်ပြီးအံ့ဩနေတော့မှပဲရုပ်သေးရုပ်ရဲ့ခေါင်းကရုပ်တရက်တရ80ဒီဂရီလဲထွက်လာပြီးသူ့ကိုတက်စိုက်ကြည့်တယ်ဂျက်အလွန်မင်းထိတ်လန့်သွားခဲ့ပေမဲ့ပိုဆိုးတာကရုပ်သေးရုပ်ကခုံပေါ်ကားထားပြီးသူ့စီလမ်းလျှောက်လာတယ်ကြောက်လန့်တကြားနဲ့ဂျက်ကနောက်လှည့်ပြီးပြေးတော့တယ်သူထိတ်လန့်ပြီးမြေအောက်ဈေးဝယ်စင်တာတစ်ခုတည်းကိုဝင်ပြေးသွားတယ်ဒါပေမဲ့သူဘလောက်ပဲမြန်မြန်ပြေးပါစေဘယ်ဘက်ကိုပဲလှည့်ပါစေသူ့ကိုနောက်ယောင်ခံလိုက်နေတဲ့အရာကိုမလွတ်မြောက်နိုင်ခဲ့ဘူးခွန်တော်ဂျက်ကခေါင်းပေါ်မှာရှိတဲ့အရေးပေါ်ထွက်ပေါက်ဆိုင်ပုတ်ကိုတွေ့သွားတယ်သူနောက်ထပ်ထောင်ချိုးတစ်ခုကို꿰လိုက်တယ်ဒါပေမဲ့ရုပ်သေးရုပ်တွေနဲ့သူ့လမ်းကြောင်းပိတ်ဆို့ခံထားရတာကိုတွေ့လိုက်ရတယ်ဂျက်ကဘာလို့ရမှန်းမသိပဲရက်နေတော့မှပဲသူ့နောက်ကလိုက်လာတဲ့ရုပ်သေးရုပ်ကဖြည်းဖြည်းချင်းနီးကပ်လာတယ်သူ့သားကောင်ကိုအကဲခတ်နေတဲ့တာရဲတိရစ္ဆာန်တစ်ကောင်လိုပဲရုပ်သေးရုပ်ကပိုနီးကပ်လာတယ်သူ့ရဲ့ရုပ်ဆိုးတဲ့နှက်ခမ်းတွေဂျက်ကိုထီတော့မဲ့ဆဲမှာဂျက်ကသူ့အားကုန်သုံးပြီးတွန်းထုတ်လိုက်တယ်ရုပ်သေးရုပ်ရဲ့ခေါင်းကကွဲထွက်သွားပြီးတွေးတွေစီးကျလာကအသက်မဲ့စွာနဲ့ကျမ်းပြင်ပေါ်လဲကျသွားတယ်ဂျက်ကဖြစ်ပျက်ခဲ့တာတွေကိုစဉ်းစားဖို့အချိန်မရှိဘူးသူဒီနေရာကနေထွက်သွားမှဖြစ်မယ်ဒါပေမဲ့သူအနှဲငယ်ပဲလမ်းလျှောက်ရသေးချိန်မှာပဲသူ့ကိုခန္ဓာကတောင့်တင်းလာတယ်ကြောက်လန့်တကြားငုံကြည့်လိုက်တဲ့အခါသူ့လက်တွေကပလတ်စတစ်အဖြစ်ပြောင်းလဲသွားတာကိုမြင်လိုက်ရတယ်အဲ့ဒီအချိန်မှာပဲသူတွေးလိုက်ရတယ်ခုံတန်းလျားပေါ်ကဝစ်စုံတဲ့လူကလက်ဆွဲအိတ်ကိုကင်ပြီးသူ့ရှေ့မှာရက်နေတယ်ကျဲရဲ့သတိလစ်မလို့ဖြစ်သွားချိန်မှာနောက်ဆုံးမြင်လိုက်ရတာကအဲ့ဒီလူရဲ့မျက်နှာပေါ်မှာပေါ်လာတဲ့ထူးဆန်းတဲ့အပြုံးတစ်ခုပဲဖြစ်တယ်